အားလုံးပဲမင်္ဂလာပါရှင်အခုဆိုတရားတို့ကဟန်နွိုင်းလေးစိတ်မှာပါဟန်နွိုင်းကနေပြီးတော့ဒါနန်းမျိုးကိုသွားနေပါပြီရှင်ခုဆိုဒါနန်းမြို့ကိုရောက်ပါပြီအဲ့ဒီမြင်နေရတဲ့ Phoebe တဲဟိုတယ်ကတရားတို့တဲမဲဟိုတယ်ဖြစ်ပါတယ်သူကတော့ကမ်းခြေဘက်မဟုတ်ပါဘူးဒီဘက် Dragon Bridge ရှိတဲ့မြစ်ကြီးပေးမှာပါဟိုတယ်ကိုရောက်ပါပြီရှင်လေစိမ့်နဲ့နီးပါတယ်သူကမြစ်ကြီးနဲ့တဲတယ်ပေးမှာပါ Thank you Thank you Welcome to Italyချက်ကန်ဝင်နေပါပြီဒါလေးကတော့ဟိုတယ်အထက်မြင့်ပေါ်မှာရှိတဲ့ရေကူးကန်နေပြီးတော့မြင်ရတဲ့ဒါနန်းမျိုးရဲ့ညနေခင်းရှုခင်းလေးပါရှင်တရားတို့ကဟိုတယ်ချက်ခင်ဝင်ပြီးတော့နိုင်ခွက်လောက်နားပြီးတော့ရေကူးကန်မှာရေကူးဖို့အတွက်ပေါ့နော်ဆုံးဖြတ်လိုက်ပါတယ်ဘာလို့လဲဆိုတော့လေတရားတို့ကလေတွားလှည့်ခြင်းတဲ့နေရာတွေအများများတော့လေညဘက်အဲ့လိုပေါ့တနာရီ12နာရီတနာရီလောက်မှဟိုတယ်ကိုပြန်ပြန်ရောက်တော့လေအဲဆိုရေကူးကန်လေးကိုလေတက်ပြီးရေမကူလိုက်ရမှာဆိုလို့ရောက်ချင်းနေမှာရေကူးလိုက်ပါတယ်ရေကူးကန်ပွားနေပြီးတော့ရှုခင်းကြည့်လိုက်တယ်ပေါ့နော်ဒါရေကူးခံမြင်ရတဲ့ရှုခင်းလေးပေါ့နော်သူက Dragon Bridge ကြီးကိုလည်းမြင်ရပါတယ်တရားတို့ခံကား level 7မှာဆိုတော့မြင်တော့မြင်ရတယ်ဒါပေမဲ့နဂါကြီးရဲ့ခန္ဓာကိုယ်တစ်ဝက်လောက်ပဲမြင်ရတာပေါ့နော်ကိုရီဟိုတယ်ဘေးကရမှာဒီမှာဒီမကြီးအိန္ဒိယစာဆိုင်ကွက်တီကိုရီအကြိုက်ကိုရီကအိန္ဒိယစားကြိုက်တယ်အဲ့ဒါပဲ green တွေ့ရလို့ခံစားရတယ်ဟို TV ရဲ့နာမပြောတာနော်ဟာဟိုမှာအေးဆိုင်လေးရှိရဲ့ကျန်အထက်လေးကြာဒါပေမဲ့လက်ပြက်ကြီးဖြစ်နေကွာနော်လက်ကလေးနဲ့ရှိပါအောင်ဆိုင်ထဲမှာရှိပါနည်းနည်းတော့ပိတ်သွားပြီကွာနည်းနည်းကြာမှကြည့်โอเคအေးဆိုင်လေးရှိရဲ့အဲ့မှာကိတ်မုတ်ဆိုင်ဒီမှာဟိုတယ်ဘေးကရက်တွေမှာပဲဒီမှာဆိုင်ကြီးရှိရဲ့ကဲဒါဟော့ပေါ့တွေပါဘီကျူတွေဟုတ်ပြီစပါးတို့လို့အစားအသောက်နဲ့ဝေးရမှာနေလို့မရတဲ့သူတွေအတွက်တော့ရမ်းမိုက်သွားပြီအခုက8နာရီဆိုတော့9နာရီဆို Dragon ကမီးမှုတ်တာလေအဲ့ဒါကရှိုးပြမှာဆိုတော့အခု8နာရီဆိုတော့ဟိုတယ်ကနေပဲဒီတက်တယ်ပဲရှောက်သွားရင်7မိနစ်ပေါ့နော်ဖြည်းဖြည်းရှောက်15မိနစ်ပေါ့အဲ့ဒါဆိုရောက်ပြီအဲ့ဒီတိုင်းနဲ့နီးတယ် Dragon Bridge နဲ့နီးတယ်ဆိုတော့လမ်းမဲလျှောက်သွားလိုက်တော့တယ်ကားမခေါ်တော့ဘူး။အိုးပဲအရှိပေါ့နော်ဒီရဲ့တလန်းကြော်မှာဆိုလို့ရှိရင်တော့မြစ်ဘေးကလျှောက်လို့ရတယ်။အိမ်ယာကြီးတွေပေါ့နော်အိမ်ယာကိုခြံဝင်းနေအဲ့ရှိရဆိုရင်တော့မြစ်ဘေးကနေကပ်ပြီးတော့လျှောက်သွားရုံပဲ။ဒါပေမဲ့ဒီနေ့ကတော့ဒီဟိုတယ်အရှိဘက်ကနေတက်တက်ထွက်လာပြီးတော့လျှောက်ကြည့်တယ်။နောက်နေ့ကျဟိုဘက်မြစ်ဘက်ကိုပေါ့အချိန်ရရင်တော့သွားကြည့်အောင်မယ်အချိန်ရပါတယ်4ရက်တောင်ဆိုတော့အဲ့လိုပဲပြောပြီးတော့ချိန်မရောက်မရောက်တာဗျာသွားကျင်တဲ့နေရာတွေအရန်များပြီးတော့လေသွားကျင်တဲ့နေရာအရန်များတနေရာရောက်ပြီးလို့ရှိလို့ရှင်ကိုယ်2ယောက်လုံးကမထတော့အဲ့လိုလုံးဝအေးစစ်ကိုနေပလိုက်တာကွယ်နေရကြိုက်တယ်ဆိုတော့အဲ့လိုမျိုးဆိုတော့ကဲဆက်လက်ပြီးတော့လမ်းလျှောက်လိုက်ပါအောင်မယ်
ဟိုက DJ ကိုဆိုင်ရှိရနေဖွင့်တယ် DJ ကမိုက်ပါကော်ဖီဆိုင်လေးတွေမိုက်တယ်ဒီမှာ Dragon Bridge ကိုရောက်ပါပြီဒီမှာပါညမှာခုံလေးလည်းအများကြီးပဲ Sunday ဆိုပြင်ပြီးများတာတော့မှာဟိုအရှိရဆိုင်တွေကလူကုန်ပြည့်သွားပါပြီဖေးဖေးလူကနောက်ရောက်လာတာပေါ့နော်ဟိုမှာ Okay ပြီးရင်ချက်ရှိုးတိုင်းရလူတွေတော့ဟိုဘက်ထိပ်ကိုရှောက်သွားကြည့်လောက်ငါးရောက်မှာကလေးတွေရောလူကြီးတွေရောဟိုကကားလေးတွေရှင်းနေကြနာတော့ပေါ်တက်မကြည့်ဘူးပြောပြီးတော့အခုတော့စိတ်ပါသွားပြီးတော့ပေါ်တက်လာပါပြီဟာတက်လာတယ်ဘာအောက်မှာဆိုင်လေးတွေအခုဆိုရင်တော့အပေါ်ရောက်လာပါပြီပေါ်ရောက်လာပါပြီဟိုးရှိရအနီအောင်တရားကိုရီဟိုတယ်ပါအောက်မှာဈေးတိုင်းပါနော်အောက်ကနေမကြည့်ချင်တော့ပေါ်လေးတက်လာပါတယ်ဒါပေမဲ့ရေမဆိုတဲ့နေရာနားကိုတက်လာပါတယ်ရေဆိုရဲအရှိရလူရရေဆိုကန်ပေါ့ရေဆိုပါမှာအလဲကျွန်းတော့မှာရေဆိုမှာDragon Bridge ကိုရောက်ပါပြီလောက်လို့သေးတယ်ကျ45မိနစ်လောက်လို့သေးတယ်45မိနစ်လောက်လို့ပါသေးတယ်ဒီပြေးရောက်လာပါပြီအများကြီးပါရှိုးတိုင်းစားငံနေကမိနစ်10မိနစ်အလိုလောက်ဆိုရင်လေမြစ်ထဲမှာဒီလိုသွားနေတဲ့ဖြိုးစည်းသင်္ဘောလေးတွေကရှိုးတိုင်းကြည့်ဖို့အတွက်ဟိုတစ်စီးနဲ့တစ်စီးအဲ့လိုမျိုးရက်ပြီးတော့နေရာယူထားလိုက်ကြပါပြီသင်္ဘောပေါ်ကနေလေကြည့်ကြတာပေါ့နော်ရှိုးတိုင်းစားတော့မယ်ဆိုလို့ရှိရင်လေဟိုဘက်ကားလန်ဒီဘက်ကားလန်ကားသွားလာစိုက်ကဲသွားလာအကုန်လုံးကိုရက်တံပလိုက်တာပါအကုန်လုံးရက်တံပြီးတော့မှအစင်းသင်းဖြစ်ပြီးဆိုတော့မှနဂါကြီးရေရှိုးတိုင်းစားပြတာပေါ့နော်ပြီးသွားရင်တော့ပုံမှန်တိုင်းပြန်လည်သွားလာလို့ရပါပြီတရားတော့လေဒီဘက်တရားအကွေးလေးဘက်ကကြည်တာအဲ့ဒါတောင်လေမျက်နှာကိုအပူဟတ်တယ်ပူတယ်အဲ့ဒီအရှိတက်တဲ့လူတွေဆိုလေပို့ပြီးတော့ပူမယ်သိလားတရားတို့ဘက်တောင်လေအပူရှင်ရောက်တယ်ပြင်းနေပေါ့နော်မျက်နှာအပူဟတ်သွားတယ်လို့လေအလူခံစားအရှိရလူတွေဆိုပို့ပူမှာ
မြစ်ထဲကတင်မောလေးတွေအားလေးအဲ့လိုဘေးတစ်ဆောင်လေးတွေပေါ့နော်ဘေးတစ်ဆောင်လေးတွေရက်ထားပြီးတော့လေအဲ့လိုမျိုးတင်မောဘွားလေးလေးကြည့်ကြတာပေါ့နော်ပြီးတော့အောက်ကနေရာမှာလဲဆိုင်တိုင်းမှာတော့လေလုံးဝလူအပြည့်ပဲဖြစ်သွားတာငကားကြီးကမီးမှုတ်ပေးတာနဲ့လေခဏကြာလို့ရှိရင်သူကရေတွေဖြန်းပါတယ်အဲ့လိုငကားကြီးရေဖြန်းတဲ့အခါကြာရင်လေအဲ့အလဲကျွန်းလုံးမှာမိုးကတွေဝတ်ပြီးတော့ရေဆိုးပေါ့နော်ရေဆိုးကန်ကျွန်တော်ကလေးတွေပါတွေကအဲ့အလဲကျွန်းလုံးမှာသွားနေကြပါတယ်ရေလဲဆိုကြပါတယ်ပြီးလို့ငကားကြီးရေပေါ့နော်အဲ့လိုရေဖြန်းပြီးသွားလို့ရှိရင်လေအဲ့တရားဘောကနေအောက်ခုနကားလေးစီးတဲ့နေရာကိုလေရေအများကြီးပဲတလဲဘောပဲရေတကုံလိုပဲစီးကြတာပေါ့နော်အပေါ်ကနေပြီးတော့လေအခုကတရားတို့က show time ကြည့်ပြီးပြီဆိုတော့ဒါနန်းမျိုးရဲ့ဆွန်ထရာနိုင်မာကတ်လေးကိုလာတာပါသူကတရားတို့ Dragon Bridge show time ကြည့်ရတဲ့တစ်ဖက်ကားလမ်းမှာပဲရှိတာပါနီလေးပါအဲ့တော့ပိုင်လဲစာနေပြီဖြစ်တော့နိုင်မာကတ်ထဲမှာဘာတွေရှိလဲပထမဆုံးရောက်တဲ့နေ့လဲဖြစ်တော့လေဘာဆိုင်နေရှိလဲဘလို့စားတောက်တွေစားလို့ရလဲဆိုတာကိုအရင်ဆုံးလိုက်ကြည့်လိုက်ပါဦးမယ်ရှင်ဒီဈေးလေးကလေပစ္စည်းမျိုးစားတော်တော်စုံလင်းရှိတယ်အဝယ်အစားအမှတ်တရလက်ဆောင်ပစ္စည်းရေမွေးပြီးအစားအသောက်အစီအစံကော်ဖီပြီးတော့ဟိုဘက်အနောက်မှာဆိုလို့ရှိရင်ပေါ့နော်ဘာဘီကျူပေါ့အကင်ပြီးတော့ရိုးသူတို့ဒီဗီယက်နမ်နိုင်ငံရဲ့အစားအသောက်ဒီဈေးရလေးအမျိုးအစားအကုန်အစုံလင်းရှိတယ်ကြီးလေကြီးရပေါ့နော်တရားလို့ဆိုရင်လေဟန်နွိုင်းတို့စပါတို့မှာဆိုည10နာရီ17နာရီဆိုအလွန်ဆုံးမဆိုင်နေပိတ်ကုန်တာပေါ့နော်ဒီဘက်ဒါနန်းမြို့ကိုရောက်တဲ့ချိန်မှာတော့ဒါနန်းမြို့ကလေည2နာရီလောက်ထိကိုဒီလိုမျိုးပေါ့နော် night market တွေကဖွင့်ပေးတာကိုတွေ့ရတော့ကြောင့်မလို့တရားလို့ညမအိတ်ချင်ဘူးညဘက်ဆိုရင်ပေါ့နော်ဟိုလျှောက်သွားတာကြိုက်တယ်ဆိုတဲ့လူတွေအတွက်ကတော့တော်တော်တင့်တော်တဲ့ဒီဒါနန်းမြို့ကလေมันไม่เหมือนตัวที่เรากินเลยอ่ะ Not to mention, you can go first, sir. quay đó hỏi
ဒီဇိုင်းလေးကလေကိုကြိုက်တဲ့ပုံလေးကိုပေါ့နော်အဲလေးစားနဲ့ပေါ့တသားပြားလေးပေါ်မှာလေးစားနဲ့ထွင်ပြီးတော့ကြိတ်လုံးမလားစတန်လေးတွေလုံးမလားပေါ့နော်အဲ့လိုမျိုးတစ်ခါလေးလေးစားနဲ့တစ်ခါလေးပြစ်တာပါပြစ်ပြီးတော့အဲ့လိုမျိုးလေးလုပ်ပြီးရဲ့ဆိုင်လေးပါတစ်စီးလုံးလဲပတ်ပြီးပြီဆိုတော့ပိုက်လဲရမ်းစားနေပြီဆိုတော့တို့ကဒီဆိုင်လေးကနေငါးကင်ပေါ့နော်ငါးကင်ကုန်းကင်ထမင်းကြော်အရွက်ကြော်မှာပြီးတော့စားပြစ်ခဲ့ပါတယ်အဲ့လိုဆိုင်ရမှာပြီဆိုရင်တို့ကလေသူတို့နဲ့တက်ဆိုင်နေပေါ့နော်အောက်ထပ်မှာလူပြင်းအပေါ်တက်ပေါ့အပေါ်တက်ကတော့များပါတယ်ဒီလိုအပေါ်တက်လေးတွေမှာလေတက်ပြီးတော့အဲ့ဒါစားရတာပါဒါလေးကထမင်းကြော်လေးငါးကင်ကစမဲကြော်ရုံပလေးဒီကင်ပြီးတော့တရားပေါ့နော်စကဲလော်လေးပေါ့အဲ့ဒီတရားတို့ညစာစားပြစ်ခဲ့ပါတယ်ငါးခင်လေးကလေလက်ဆက်တော်လေးတော်တော်စားကောင်းတယ်အသားလေးကအီလေးနဲ့လေပြီးတော့ချိုးညာပဲဒါကတော့ညဘက်ဟိုတယ်ပြန်ရောက်ပါပြီညဘက်ဟိုတယ်ပြန်ရောက်တော့မှဟိုတယ်ရဲ့ lobby မှာပေါ့နော်ဟိုနာကြီးဒီနာကြီးဟိုလျှောက်သားဒီလျှောက်သားနဲ့ပေါ့နည်းနည်းပါးလျှောက်ကြည့်ပြီးတော့ဆက်ဆိုလိုက်ပါသေးရဲ့ဟိုတယ်ထဲမှာလည်းဒီလိုမျိုးအမှတ်တရလက်ဆောင်ပစ္စည်းတွေဒါမှမဟုတ်ကိုသုံးခြင်းနဲ့ပေါ့နော်ကိုအသုံးလိုတဲ့ပစ္စည်းလေးတွေရှင်ဝယ်လို့ရပါတယ်ဒီတင်ញင်ဆိုင်လေးကတော့ပိတ်သွားပါပြီဒါလေးကတော့ရောက်ချင်းတော့ရိုက်ထားတဲ့အခန်းပုံလေးပါအားလုံးပဲကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာဆက်လက်တွေ့ကြမယ်နော်ဘိုင်ဘိုင်